တေးတန်ရှင်ပထရစ်တင်ထုံးခေါ်ဦးတင်ထုံးကွယ်လွန်သွားခဲ့တဲ့အကြောင်းရင်းမှာတော့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဗဟိုအဖွဲ့ဝင်တေးတန်ရှင်ပထရစ်တင်ထုံးသည်ယနေ့မွန်းလွဲပိုင်းတွင်ရန်ကုန်မြို့၌73စီတက်စီရင်ကွယ်လွန်သွားခဲ့ကြောင်းစိတ်မကောင်းဖွယ်သိရှိရပါတယ်။ဖြစ်စဉ်စဉ်မှာတော့ယနေ့မွန်းလွဲပိုင်းတွင်ရန်ကုန်မြို့ကဘာရေးစီဖျားရှိမတ်တိုင်တစ်ခုအနီးမှာ73စီအယောင်ဆိုင်တွင်တိုယိုတာအငှားယာဉ်ဖြင့်စီဝယ်ရန်အတွက်တန်းစီနေစဉ်ကားပေါ်တွင်သတိလစ်သွားခဲ့ကြောင်းသိရှိရပါတယ်။ဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့တော့လဲလန်ခီးမှာကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။တေးသက်ရှင်ပထရစ်တင်ထွန်းက1958ခုနှစ်မွေးဖွားခဲ့သူဖြစ်ပြီးကွယ်လွန်ချိန်မှာတော့အသက်69နှစ်ရှိပြီပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တဦးဖြစ်နေဂီတလောကအကျိုးကိုတည်ပိုးခဲ့သူတဦးလည်းဖြစ်ပါတယ်။ပူပေးလာတဲ့ရာသီဥတုနဲ့73စီအခက်အခဲတွေကြားမှာပြည်သူတွေရဲ့ဘဝကတော့တကယ့်ကိုမှခက်ခဲကြမ်းတမ်းနေတာကိုဒီဖြစ်ရကသက်သေပြသွားခဲ့ရတာပါ။ကွယ်လွန်သူတေးတန်ရှင်ပထရစ်တင်ထွန်းအတွက်မိသားစုများနဲ့အတူထပ်တူထပ်မြကြေးကွဲဝမ်းတဲ့ကြောင်းနဲ့ကောက်ရသူကတိလာပါစေကြောင်းဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။ခုနှစ်အကြာမှာလာတောင်းတဲ့မိခင်ကိုခလေးမပေးအပ်နိုင်ကြောင်းခန်းနေဝက်ကပြတ်သားစွာပြောခဲ့ပြီးအခုလက်ရှိချိန်မှာတော့လူမှုကွန်ရက်စာမျက်နှာမှာပရိသတ်တွေကတော့တော်လေးကိုမှဒေါသထွက်နေကြပါတယ်။တရုတ်ဆောင်ခန်းနေဝက်ရဲ့ခေဟာမှာတော့လွန်ခဲ့တဲ့9နှစ်ထဲကဆွမြစ်ခဲ့တဲ့ကလေးငယ်တယောက်ကိုမိခင်အရင်ကအခုမှအသိပြန်လာတောင်းတဲ့ကိစ္စပါ။လွန်ခဲ့တဲ့2019ခုနှစ်လောက်ကခင်မုံဖြစ်သူရဲ့အရက်မူရိုက်နိုင်မှုတွေကြောင့်အခက်အခဲတွေဖြစ်ပြီးတော့လာသားရွယ်သားလေးကိုခေဟာမှာအနံခဲ့တာပါညဘက်တွေအေးရပြက်ခမ်းပြီးနာမကျန်းဖြစ်နေတဲ့ချိန်မှာတော့ခန်းနေဝက်ကရေအုပ်မကွာပြုစုခဲ့ပြီးတော့အခုတော့အဲ့ဒီကလေးကခိုင်ဖုံးမဆိုတဲ့နာမည်နဲ့9နှစ်အရွယ်ညံကောင်းပြီးတော့တိတက်တဲ့ကလေးတယောက်ဖြစ်လို့နေခဲ့ပါတယ်ပြဿနာကခင်မိုးဖြစ်သူကနောက်ရေးစားရသွားပြီဆိုတဲ့အကြောင်းပြချက်နဲ့မိခင်အရေးကခလေးကိုရုတ်တရက်ပြန်လာတောင်းခဲ့တာပါပိုဆိုးတာကတော့မိခင်အရေးမှာနောက်ထပ်သားသမီး2ယောက်ထပ်ရနေခဲ့တာကြောင့်ပရိသတ်တွေကတော့ခလေးကိုအကြောင်းထားပေးဖို့ထက်ညီလေးနဲ့ညီမလေးကိုထိန်းနိုင်ဖို့အတွက်ခေါ်တာဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်နေခဲ့ကြပါတယ်ဒီလိုမျိုးပရိသတ်တွေရင်မှုရတဲ့အချိန်မှာခေဟာကမိခင်ခန်းနေဝင်ကတော့ပြပြတတဆွပြချက်ချခဲ့ပါတယ်ဒီကလေးဟာတော့ငါရဲ့သားအရင်ငါသွေးသားရင်းလို့ဖြစ်နေပြီဖြစ်တာကြောင့်ခလေးရဲ့အနာဂတ်နဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအတွက်ခလေးကိုဘသူလက်ထဲမှာထည့်မပေးနိုင်ခဲ့ဘူးလို့ရဲရဲဝံ့ဝံ့ပဲတုံ့ပြန်ခဲ့ပါတယ်။လာသားရွက်ကလေးကိုပြစ်ထားခဲ့ပြီးတော့အခုလိုမျိုးတိတက်တဲ့အရွယ်ရောက်မှလာခေါ်တာကိုလုံးဝလက်မခံပဲခလေးအတွက်အမှန်ကန်ဆုံးကောက်ွယ်ပေးလိုက်တာလည်းဖြစ်ပါတယ်။အတူတူဆုံးချိန်မှာမထင်မှတ်ထားတဲ့ဆက်ဆံရေးတစ်ခုကြောင့်လူပြောများနေတဲ့တဲစုငိမ့်နဲ့မေတ္တာဆွေအနုပညာလောကမှာအထက်စီးဆန်တဲ့ဆက်ဆံမှုတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်တန်တွေလည်းထွက်ပေါ်နေချိန်မှာလုံးဝကွဲပြားသွားတဲ့နယ်ပယ်ကတော့အနုပညာရှင်2ဦးဖြစ်တဲ့အစိုးရမေတ္တာထွားဆွေနဲ့အလားမဲ့တဲစုငိမ့်တို့ပွဲတစ်ပွဲမှာဆုံတွေ့ခဲ့ကြတဲ့ဖြစ်ပျက်လေးတစ်ခုပါမေတ္တာထွားဆွေဟာအမြဲတမ်းမြန်မာဆက်ဆံဝစ်စင်တက်ပြီးတော့အေဂျင့်နဲ့စက်တရေကိုပိုင်ဆိုင်ထားတဲ့သူပါတဲစုငိမ့်ကတော့နိုင်ငံတကာစင်မြင့်ထက်ကိုတွားရောက်ရှင်ပြိုင်ခဲ့သူပြီးခင်မီစံတင်တဲ့ fashion တွေနဲ့ရဲရဲတင်းတင်းနဲ့လှပနေသူတယောက်လည်းဖြစ်ပါတယ် fashion နဲ့ပုံရိပ်တွေအရန်ကွာတဲ့သူတို့2ယောက်ဆုံတွေ့ချိန်မှာတော့တယောက်နဲ့တယောက်အစိမ်းကားနေပြီးတော့